ကပုံနဲ့ဆိုယိုနဲ့စကပုံဘလို့ကွဲပြားခွဲခြားပါသလဲမြန်မာစကပုံနဲ့မြန်မာဆိုယိုစကားတွေကိုတီးခြားစီပြုစုထုတ်ဝေခဲ့တဲ့မြန်မာစာအဖွဲ့ကစကားရတစ်ခုဟာစင်ကျင်မှတ်သားပွဲဖြစ်တဲ့ပုံခိုင်းတဲ့သဘောတင်စားတဲ့သဘောထင်ရှားနေတဲ့ဖွဲ့စည်းပုံချစ်လက်ပြည့်တဲ့အသုံးတွင်နေဆိုတဲ့အချက်လေးချက်နဲ့ညီညွတ်ရင်စကားပုံအဖြစ်သတ်မှတ်ခဲ့ပြီးစကားရတစ်ခုဟာအချက်၃ချက်နဲ့ညီညွတ်နေပြီမဲ့ပုံခိုင်းတဲ့သဘောတင်စားတဲ့သဘောမပါပဲဆိုလိုရင်းကိုထိမိမိဖော်ပြယုံပဲဆိုရင်တော့ဆိုယိုအဖြစ်သာသတ်မှတ်ခဲ့ပါတယ်ရှင်ဘလို့ပဲသတ်မှတ်ပါစေဒီစကားရတွေဟာမိဘကသားသမီးကိုစုံမတဲ့နေရာမှာပဲဖြစ်ဖြစ်ဆရာကတပည့်ကိုတွန်တင်တဲ့အခါမှာပဲဖြစ်ဖြစ်အချင်းချင်းပြောရိုးပြောစဉ်ပြောကြရမှာပဲဖြစ်ဖြစ်ဆိုလိုချက်ကိုထိမိပေါ်လွင်စေဖို့စကားတစားဆင်ဖို့ပြောဆိုရေးသာသုံးဆွဲခဲ့ကြတာကြီးပါပဲစကားပုံတစ်ခုချင်းဆိုရိုးစကားတစ်ခုချင်းဟာဖြစ်ပေါ်လာတဲ့နေရာဒေသအချိန်ကာလနဲ့အခြေအနေတစ်ခုချင်းစီတော့တည်ကြပါကွဲပြားနေပါလိမ့်မယ်ဥပမာဘိုးနေမြဲကြားနေမြဲမရရတကချိုင်ဖျားပြီးညံဖြစ်စတဲ့စကားပုံတွေဟာပုံမြင်ဇန်နီပတ်နဲ့တမိုင်းဖြစ်ရပေါ်အခြေခံပြီးပေါ်ပေါက်လာတဲ့စကားပုံတွေဖြစ်ပြီးကျွန်းကိုင်းမီကိုင်းကြုံမီစံပေးမာစီယာစတဲ့စကားပုံတွေကတော့ပေါင်းတင်ဆက်ဆံရေးကနေပေါ်ပေါက်လာတဲ့စကားပုံတွေပါဘူးတိမအကြီးတော့မျက်နှာကြီးရဟင်ဘတ်ပါစတဲ့စကားပုံတွေကတော့လူတဘာဝကိုဖော်ပြထားတဲ့စကားပုံတွေဖြစ်ပြီးငုံမီတဲ့တိုင်းတက်နိုင်ဖြာရောက်လှေခွက်ကြီးကျန်အလံမလဲဆိုတဲ့စကားပုံတွေဟာဆွဲလုံလာကိုဖော်ကျူးထားတယ်လို့ပုံလုံးတလဲငဖြန်တလဲတင်ကုန်မြင့်တုံမျက်မြင့်တုံစားတဲ့စကားပုံတွေကတော့ဖြစ်ပျက်ပြောင်းလဲတတ်တဲ့လောကရန်တရားကိုဖော်ကျူးထားတဲ့စကားပုံတွေပဲဖြစ်ပါတယ်ရှင်။စင်းရဲတခါချမ်းသာတလဲပညာရေးရင်ပွဲလဲတင်ပန်းတဲ့လေညင်းဆောင်လူတဲ့လူချင်းဆောင်စားတဲ့စကားရပ်တွေကတော့ဆိုရိုးစကားတွေဖြစ်ပြီးချွင်းချက်အနေနဲ့သားသမီးမကောင်မိဘကောင်းတို့လို့ဆိုရိုးအဖြစ်ရောစကားပုံအဖြစ်ပါအသုံးနှစ်ထွေရှိနေတတ်တဲ့စကားရပ်မျိုးတွေလည်းရှိနေတတ်ပါတယ်။